တိမ်ဖြူပန်းနှင့်မက်လန်းနှင့်အခန်းငါနှုတ်တစ်ခွက်တိဋ္ဌထကိုဖူးတွေ့နိုင်ဖို့တွာတတိနေ့တိုင်းလိုတော်ရဲရောက်သည်နေ့လယ်ပိုင်းမျက်နှာတောင်းလောက်ရိပ်ပြီးလျင်တိဋ္ဌထစီမှာနေ့လယ်စာသွားစားသည်သို့တော်လဲຫນွေရက်တွေကတိုးလာတော့မျက်စိမ့်စိမ့်ဆူလက်လက်ဆက်ဆက်တွေကပုံမူရှာလာနေသည်ထို့ကြောင့်သူ့မိတ်ဆွေသူ့ဆရာတိဋ္ဌထထံသို့နေ့လယ်နှောင်းပိုင်းလောက်မှရောက်ဖြစ်တတ်သည်တခါတည်းရန်သူရောက်တော့ဆရာကတရားထိုင်နေတော့ခဏထိုင်ဆောင်ကြည့်သည်နောက်မထူးတော့မှတောမှပြန်လာခဲ့ရတော့သည်အကြောင်းကတော့ဆရာ၏တရားထိုင်မှုကိုအနှောက်အယှက်မဖြစ်စေရန်ဖြစ်သည်ဈဉ္ဉံကမ္မထမ်းချိန်ကြုံရင်တော့လမ်းလျှောက်ရင်းစကားနဲ့ငယ်ပြောရနိုင်သည်တောလန်းတိုင်းဖြည်းညင်းစွာလမ်းလျှောက်နေခြင်းဆိုရင်သူ့လိုက်ပါပြီးစကားနဲ့ငယ်ပြောခွင့်ရနိုင်သည်တော်တတိသည်တခါတရံသူ့ဇာတာကိုလည်းထိုတောထဲမှာပင်တွေ့ရတတ်သည်သူ့ဇာတာကနေ့တိုင်းတိဋ္ဌထအတွက်ထမင်းစုပ်တစ်လုံးအခြားတွဲစားเสียနှင့်အထူးသဖြင့်စားနှံတောင်ရေပဲတို့လိုဟာမျိုးနှင့်နွားနို့သို့မဟုတ်ယာကုလည်းထညက်ခဲနဲ့ယူလာတတ်၏သူတို့တောဆက်မှာတွေ့ပြကြပြီဆိုရင်ပြောစရာတွေကအများကြီးရှိနေတတ်ကြသည်ကျွဲတွေကမျက်ခင်းနဲ့တစ်ကြက်ထဲမှာအေးဆေးစွာမျက်စားနေကြသည်ဆိုရင်ပေါ့တခါတည်းရန်သူ့ဇာတာကသူ့တငယ်ချင်းတယောက်ကိုလည်းခေါ်လာတတ်သည်အမိကသူ့ပီယဟူ၏တွာတတိနှင့်တက်တူရွယ်သူဖြစ်သည်တွာတတိသည်သူ့ညီနှင့်ညီမနှစ်ယောက်တို့ကိုလည်းခေါ်လာပြီးတိဋ္ဌထကိုဖူးမြင်စေလိုသည်မြစ်ကိုအချို့သောရေတိမ်ကဆိုလျှင်သူတို့ဘေးကင်းစွာကူးနိုင်လောက်ပြီဟုထင်သည်သူဇာတာကတွာတတိကိုသူအဦးဆုံးတိဋ္ဌထနှင့်လွန်ငယ်သောလအတော်ကြာကာလကဆုံတွေ့ရဖို့ကိုပြောပြသည်စွန်ကုန်းကိုလည်းအဲ့ဒီကလေးကနေ့စဉ်နေမုံမတိမ်မီအမြဲပို့ကြောင်းလည်းပါသည်လပြည့်နေ့တစ်နေ့မှဖြစ်သည်သူ့အမေ၏တိုက်တွန်းစီခိုင်းချက်အရသူ့ဇာတာသည်ပန်းရောင်စာရီလေးဝတ်ပြီးအစားအသောက်တလေမန်းကိုတည်ဆောင်လာခဲ့သည်တောဆောင်နှက်တွေပူဇော်ရန်ဖြစ်သည်မုံတွေအဖျော်ရည်တွေယာကုတွေလည်းပါလာခဲ့သည်မွန်းတဲ့နေကလည်းပူလာပါပြီးသားနဲ့မြင်းနားရောက်တော့လမ်းပေါ်မှာလူတစ်ယောက်လဲပြီးမိမျောနေသည်ကိုတွေ့ရသည်စားတော့ဖွယ်တွေထည့်တယ်လာသည့်လင်မန်းကြီးကိုချထားကလဲနေသူထံပြေးသွားခဲ့သည်အသက်လေးတော့မြင်းမြင်းရှူနေစေဖြစ်၏မျက်လုံးကတော့တင်းတင်းကြက်ကြက်မှိတ်ထားသည်ပါးတွေကအတော်ကြီးထောင်ကျနေသည်အစာရည်စာကာလအတော်ကြာမစားမတော့ရပြက်လက်ပြီးဖြစ်နေတဲ့ပုံပေါက်နေသည်ဆန်ကလည်းရှည်လို့မုတ်စိတ်တွေကလည်းကောက်လိမ်ရှုပ်ထွေးလို့ဝစ်ထားတဲ့အဝတ်ကလည်းနွမ်းဖက်ဆုပ်ပြက်လို့သူ့ဇာတာကသူဟာတောင်ပေါ်ကတောပျော်ရသေးတပါးဖြစ်မယ်အစာရည်စာပြက်နေတာဖြစ်မယ်လို့သိလိုက်ပါသည်အချိန်ဆွဲမနေတော့ပဲထိုသူ့နှကမ်းပေါ်နွားနို့ကိုဖြည်းဖြည်းလောင်းချပေးပါသည်နွားနို့အဆက်လဲတစ်ဆက်ချင်းချပေးသည်အစာဥဘာမျှမတုံ့ပြန်ပေမဲ့နောက်တော့ပါဇက်လေးလှုပ်လာပွင့်လာခဲ့သည်နှကမ်းလေးတဖြည်းဖြည်းပွင့်လာတော့သူ့ဇာတာကပါဇက်ထဲကိုနွားနို့လေးတဖြည်းဖြည်းချင်းလောင်းထည့်ပေးနေသည်တိဋ္ဌထသည်ကိုယ်တိုင်ခွက်ကုံအောင်တောက်နိုင်သည့်အထိတိုးတက်လာခဲ့သည်သူ့ဇာတာလည်းမြစ်ကမ်းနှစ်ဖူးပေါ်ထိုင်လျက်ထိုသူ့အခြေအနေတိုးတက်လာမှုအထူးသဖြင့်တတိပြန်လည်လာမှုကိုစောင့်ကြည့်နေသည်ဖြည်းဖြည်းထထိုင်လိုက်သည်မျက်လုံးများကိုဖွင့်ကြည့်လိုက်သည်သူ့ဇာတာကိုမြင်တော့ပြုံးပြလိုက်သည်သူ့သင်္ကန်းစားအစွန်မြိတ်ကိုလည်းဆွဲယူလိုက်ပြီးလက်ကတော့တင်လိုက်သည်နောက်ကြာဘူးပုံတင်မြင်ခွေထိုင်လိုက်သည်ပထမခမင်းမြင်းလေးအသက်ကိုတတိနှင့်ရှူသည်
နောက်လေးလေးပြင်းပြင်းရှူသည်ထိုင်နေသည်မှာခိုင်မြဲတည်ငြိမ်နေသည်ကြည်ညိုဝယ်ဖြစ်လာသည်သူဇာတာကထိုပုဂ္ဂိုလ်ကိုတောင်ဆောင်နှက်ကြီးထင်ပြီးသူ့ရှိတော်မောက်တွင်လက်အုပ်ချီလျက်ထီချင်းကြီး၅ပါးနှင့်အညီဥတိုက်ရှိခိုးတော်သည်ထိုပုဂ္ဂိုလ်ကြီးကသူဇာတာလုပ်ပုံကိုတားဆီးဖို့ကြိုးစားပါလေသည်သူဇာတာမမတ်ထိုင်လိုက်သည်သူဇာတာကိုလည်းကလေးနွားနို့နည်းနည်းထပ်တိုက်ပေးပါဦးပုဂ္ဂိုလ်ကြီးထံမှစကားသံထွက်လာသောအခါသူဇာတာပျော်သွားသည်နွားနို့တစ်ခွက်ထပ်ဖြည့်ပြီးကတ်လိုက်သည်အကုန်တောက်လိုက်သည်အတော့ကိုခွန်အားပြည့်စေတာပဲဟုသူခံစားလိုက်ရသည်လွန်ခဲ့သည့်တနာရီလောက်ကဆိုလျှင်သူနောက်ဆုံးအသက်ရှူလိုက်ခြင်းပဲဟုတွေးထားမိလိုက်သည်ခုတော့သူ့မျက်လုံးတွေရှွန်းလက်လာခဲ့ပြီတိမ်မွေ့စွာလည်းပြုံးလိုက်နိုင်ပြီသူဇာတာကလမ်းပေါ်မှာဘလို့ဖြစ်ပြီးမူးမေ့သွားသည်ကိုရှောက်ထားမေးမြန်းလိုက်သည်ငါသည်တောင်ပေါ်ကပြင်းထန်သောယတိပရပိုက်များကျင့်သည်မိမိကိုယ်ကိုနှိပ်စက်သောအကျင့်ကိုကျင့်မိလို့ခုလိုကြုံလီအားပြက်မေ့မျောသွားခဲ့ရတာဖြစ်သည်အစာပြက်လာလို့ရွာထဲကိုဆုံးခံဝင်ပြီးဟုဆုံးဖြတ်ပြီးဆင်းလာရင်ခုလိုဒီနားမှာလဲကျသွားရတာပါပဲကလေးကိုကျေးဇူးတင်သည်သို့မဟုတ်ရင်ငါသေပြီခုတော့ငါမသေးတော့ဘူးသူတို့နှစ်ယောက်မြေကမ်းဘေးလမ်းလျှောက်ရင်ယဟန်ကသူ့အကြောင်းကိုသူ့ဇာတာအားပြောပြသည်သူ့အမိကတိရထတက်ကြမျိုးနွယ်တွေကိုအုပ်ချုပ်သောဘုရင်၏သားတော်သူဇာတာကတိရထပြောသည်များကိုအသေးချာတလေးတစားနားထောင်နေသည်ခုတော့သူအတိတ်ရလာပြီခန္ဓာကိုယ်ကိုနှိပ်စက်လို့မငြိမ်းချမ်းနိုင်ဘူးနားလည်မှုမရနိုင်ဘူးခန္ဓာဆိုတာပစ္စည်းကိရိယာမှမဟုတ်တာစိတ်ရဲ့နေရာသာဖြစ်သည်လှေဖောင်ဆိုတာကမှတစ်ဖက်ကန်းကိုကူးမြောက်နိုင်တာကိုနှိပ်စက်ပြီးကျင့်ရတဲ့အလုပ်ကိုမလုပ်တော့ဘူးနေ့စဉ်ရွာထဲဝင်ပြီးဆွမ်းခံတော်မူသူဇာတာကလက်အုပ်လေးချီပြီးလေးစားကြည်ညိုရပါတော့ယတိကြီးခွင့်ပြုမိဆိုပါလင်နေ့တိုင်းဘောဇင်ကိုတပည့်တော်ကလာရောက်ကတ်လူလိုပါကြောင်းယတိကြီးလည်းတရားထိုင်မပြတ်တော်ဘူးပေါ့တပည့်တော်မှအိမ်ကဒီကတိတ်မဝေးလာပါအရှင်ကိုနေ့စဉ်စွန်းဘောဇင်အမှုကြောင့်မိဘများလည်းကြည်နဲ့နှစ်ချိုက်ကြပါမည်ဟုလျှောက်ထားခွင့်ပန်လေသည်တိရထသည်ငြိမ်ပြီးစဉ်းစားနေသည်နောက်ဖြေကြားပေးတော်မူသည်လျှောက်ထားချက်ကိုလက်ခံရလို့ဝမ်းမြောက်ပါသည်သို့တော်လည်းရံဖန်ရံခါဆိုသလိုရွာသူရွာသားတွေနှင့်တွေ့ရနိုင်အောင်ဆုံးခံမှုကိုတော့ပြုရပေလိမ့်မည်ဒီလိုအခွင့်ရလျင်ကလေးမိဘများနှင့်ရောရက်သေးရွာတဲ့ကလေးတွေနှင့်မှတွေ့ရသိရနိုင်တာပေါ့ယဟန်ကြီးစကားကိုကြားရသောအခါသူဇာတာပျော်ရွှင်ဝမ်းမြောက်သွားသည်လက်နှစ်ဖြာရှက်ပြီးရှ िख ိုးပူဇော်လိုက်သည်ကျေးဇူးကြီးမားပါပေသည်ဟုဦးလဲညွတ်လိုက်ပါသည်တိရထကအိမ်ကိုကြွလာပြီးမိဘများကိုလည်းတွေ့လိုကြောင်းပြောသည်ဖြင့်မယုံကြည်နိုင်စရာအလွန်ဝမ်းမြောက်ဖွယ်ရာဖြစ်သည်သူ့ဘက်ကလည်းနေ့စဉ်စွန့်ပို့ရသည်ဖြင့်ဝင်တော့ဝင်ပိုးကြီးမဖြစ်ချေအကြောင်းကသူ့မိဘများလီရက်သေးရွာထဲတွင်အချမ်းသာဆုံးစည်ရင်ဝင်တူဖြစ်သောကြောင့်ဒီထိုအကြောင်းကိုသူတိဋ္ဌထကိုအရင်ကလျှောက်ထားပြောကြားခြင်းမပြုခဲ့ကြသူနားလည်လိုက်သည်ကဤယဟန်သည်အရေးပါ၏သူကိုစွန်ဘောဇင်ကက်လူရခြင်းသည်တောတောင်ဆောင်တဲ့တရားစဉ်ကိုတင်လူရသည်ထက်ပိုမိုအကျိုးရှိသည်ဆိုခြင်းပင်ဖြစ်သည်တိဋ္ဌထ၏တရားကျင့်ခြင်းသည်ပိုမိုနှက်ဆိုင်လာသည်ဟုသူယုံကြည်နေ၏သူ၏ကြီးမားနှက်ဆိုင်သောမေတ္တာတရားနှင့်နားလည်ပေးတတ်မှုတို့ကလောကသားတို့၏ခံစားနေကြရသော
ဒုက္ခခတ်သိမ်းမှလွန်ငြိမ်းစေနိုင်မည်ဟုလည်းသူသဘောရထား၏တိတ္တထကသူဇာတာကိုအဝေးမှဒန်သီရိတောင်ကိုလက်ညှိုးညွှန်ပြီးထိုတောင်ပေါ်ကကူထဲတွင်သူနေကြောင်းပြောပြ၏ဆက်ပြောသည်ကယနေ့အချိန်ကစ၍ထိုတောင်မှကူသို့ငါပြန်တော့မည်မဟုတ်တော့ဤဥရုဝေလာတော်ကအေးမြမှုရောလန်းဆန်းမှုကိုပါပေးစွမ်းသည်ခန့်ထဲသောဤပိပလာပင်ကြီးလည်းရှိနေ၏ထိုပင်ကြီးကိုငါ၏တရားကျက်စားအားထုတ်ရနေရပြုအပ်သည်မနှက်ဖြန်စွန့်ပေါ်စဉ်လာပို့လင်ဒီနေရာကိုပဲလာခဲ့တော့နေရာအတိအကျကိုသာလာလော့တိဋ္ဌထနှင့်သူဇာတာတို့မြစ်ကိုကူးခဲ့ကအေးမြသောတောအုပ်ထဲသို့ဝင်ခဲ့ကြသည်ထိုတောအုပ်လေးကနေစရာမြစ်၏အခြားကမ်းတစ်ခုနှင့်ခွဲခြားထားသလိုရှိနေသည်တိဋ္ဌထကသူတရားထိုင်ပြီးပိတ်ပလာပင်ကြီးကိုလည်းပြလေသည်ညောင်ပင်မျိုးနွယ်ဖြစ်သည်အရွက်ကနှလုံးသားပုံပေါက်နေ၏ထိပ်ဖျားကခြုံနေသည်အရွက်ကသူဇာတာတလဝါအရွယ်ဖြစ်၏အကိုင်းအခက်တွေကြားမှာငှက်များကပျော်ရွှင်စွာတီးဆူနေကြတဲ့ကဲ့သို့တာယာသည်အပန်းဖြေရာနေရာတစ်ခုကဲ့သို့မှတ်ရသည်တကယ်လဲအေးမြပြီးလန်းဆန်းချမ်းမြေ့မှုခံစားရသည်ဤနေရာကိုသူဇာတာအရင်ကရောက်ခဲ့ဘူးပါသည်သူမိဘတွေနှင့်တောဆောင်နှက်ကိုပွဲတင်လာခဲ့စဉ်ကဖြစ်သည်သူဇာတာကကြီးမားတုတ်ခိုင်သောတစ်ပင်လုံးကြီးကိုသဘောကျနေ၏အကိုင်းအရွက်များနှင့်ဝေစာဖြာရှက်နေသည်မှာထီးကြီးဖွင့်မိုးထားသလိုထင်ရ၏အရေးကောင်းသောအပင်ကြီးကိုသူဇာတာသည်မောကြည့်နေကကျေနပ်မျက်နှိုးနှစ်သက်သဘောကျနေသည်ယခုနေရာကဆရာနေရာသစ်အိမ်သစ်ပေါ့သူဇာတာကသူ့ဆရာသခင်ကိုမျက်နှာဝိုင်းကြီးဖြင့်ကြည့်ကပြောလိုက်သည်ဒီနေရာကိုကျမနေ့တိုင်းလာမယ်နော်ဆရာတိဋ္ဌထကခေါင်းညိတ်ပြလိုက်၏နောက်ခြေလမ်းအနှဲငယ်လှမ်းလိုက်ပြီးတောအုပ်ကလေးထဲမှထွက်ပြီးမြစ်ကမ်းဆက်ရောက်သွားသောသူဇာတာကိုနှုတ်ဆက်လိုက်သည်ထို့နောက်သူလည်းပိတ်ပလာပင်ကြီးရှိရာစီသို့တယောက်တည်းထွက်သွားလေသည်ထိုနေ့မှစပြီးသူဇာတာလည်းနေ့စဉ်ရဟန်းတော်ထံနေမမြင့်မီအချိန်တွင်စွန့်ပို့လာသည်စွန်းတွင်ထမင်းနှင့်ချက်ပါတီဖြစ်သည်ရံဖန်ရံခါနွားနို့ယာကုပပလာစသည်တို့လည်းဖြစ်လေသည်တခါတလေယဟန်ကြီးတိဋ္ဌထကကိုယ်တိုင်ရွာထဲစွန့်ခံကြွလာတတ်သည်ရွာအကြီးကဲဖြစ်သောသူဇာတာဖခင်နှင့်စာရီအဝတ်ကိုဝတ်ဆင်တတ်သောသူ့မိခင်တို့ကိုတွေ့သည်သူဇာတာကရွာထဲမှကလေးတွေနှင့်မိတ်ဆက်ပေးပြီးစံသားဆိုင်ကိုပင့်သွားကစံမိုးစိတ်တွေပယ်စေပါသည်တိဋ္ဌထ၏ကျမ်းမာရေးကအလျင်အမြန်ပင်ပြန်လည်ပြေဝကောင်းမွန်လာခဲ့သည်သူဇာတာကိုသူတရားထိုင်သည်မှာအားကောင်းသောအထောက်ပံ့ကြောင့်အောင်မြင်တီးပွင့်တော်မူဖြစ်ကြောင်းပြောပြသည်မကြာမီသူဇာတာနှင့်သွားတတိတွေ့သောနေ့သို့ရောက်ရှိလာခဲ့သည်ထိုနေ့သူဇာတာအိမ်မှအစောကြီးထွက်လာခဲ့သည်ယဟန်တိဋ္ဌထသည်ဟိုတနေ့ကသူသွားတတိနှင့်တွေ့ရပုံအကြောင်းကိုသူဇာတာအားပြောပြခဲ့သည်ပြောပြသည်ကိုသူဇာတာနားထောင်နေသည်တွာတတိလာလင်သူလဲတွေ့ခြင်းကြောင့်လှုပ်ခနဲသူစကားထွက်သွားသည်သူစိတ်ထဲရှိနေသည်ကတွေ့လင်သူမိသားစုအကြောင်းမေးခြင်းမြန်းခြင်းနေခြင်းပင်ဖြစ်၏ထိုအချက်ကိုသူဘယ်တော့မှမမေးသူသည်နောက်ပါသူကျွန်ပူရဏကိုခေါ်ပြီးတွာတတိကိုကိုယ်တိုင်တွေ့လို့သဖြင့်သူ့အိမ်သို့ထွက်လာခဲ့သည်ပူရဏဆိုသူကသူဇာတာတို့အိမ်မှာထမင်းချက်ဟင်းချက်ငှားထားသောအိမ်တွင်းလုံသမားဖြစ်၏အရင်ကငှားထားသောရတ္တာကအပူအဖျားကြီးယောဂါရသဖြင့်ကွယ်လွန်သွားခဲ့ရာသူ့နေရာအတွက်ငှားထားသောအလုံသမားသစ်ဖြစ်သည်တွာတတိအိမ်သွားတော့လက်ဆောင်ဖြစ်ကောင်းကောင်းဝတ်နိုင်သေးသောအဝတ်တစ်ဖက်နွမ်းများကိုယူလာခဲ့သည်
ပူနလမ်းဖြတ်တွားစေခဲ့သောအချက်ကသူဇာတာသည်တွာတတိညီမအငယ်ဆုံးကလေးဘိမာကိုကောက်ယူပွေ့ချီလိုက်ခြင်းပင်ဖြစ်သည်သူဇာတာကပူနကိုထိုအကြောင်းသူမိဘများကိုမပြောကြရန်တင်းကျပ်စွာပိတ်ပင်လိုက်သည်တနေ့ရွာထဲမှကလေးတွေတိဋ္ဌထယဟန်ကြီးထံတွားရောက်လက်ပတ်ကြဖို့စီစဉ်ခဲ့ကြသည်တွာတတိညီနှင့်ညီမများလည်းပါသည်သူဇာတာကလည်းသူတို့အိမ်ကလူကုန်လိုက်ပါလာသည်သူဇာတာကသူ၏မိန်းကလေးတငယ်ချင်းများဖြစ်သောဘာလာကုတ်တဝိဇယသေနအိတ်လူဝိလေကနှင့်ဇာတိလိကာတို့လည်းပါကြသည်သူဇာတာကဝမ်းခွဲအကူအသက်16နှစ်အရွယ်နန္ဒဗလကိုလည်းဖိတ်လိုက်၍ရောက်လာ၏သူကညီငယ်များဖြစ်သောအသက်14နှစ်အရွယ်ညီငယ်နာလကအသက်9နှစ်အရွယ်တုတ်ဘတို့ကိုလည်းခေါ်လာခဲ့သေး၏အားလုံး17ယောက်သောကလေးများသည်တိဋ္ဌထကိုဝင်းရံလျက်စဝိုင်းတချမ်းပဲ့ပုံတရံယူထိုင်လိုက်ကြ၏ငြိမ်သက်စွာနေလေစာစားကြ၏တွာတတိကညီနှင့်နှမများကိုအိန္ဒြေရှိစားတော့ပုံကိုကြိုတင်ပြပေးထားသဖြင့်စိတ်ငြိမ်စွာစားတော့ကြ၏အငယ်ဆုံးဗိမာလေးသည်ပင်အကိုကြီးရင်ဝင်ထဲမှငြိမ်သက်စွာစားနေသည်မျက်လုံးကိုကအပြည့်ဖွင့်ထား၏တွာတတိသည်ယဟန်ကြီးတရားကျင့်သင်ထိုင်မှုအတွက်လက်ဆက်သောမြတ်တပွေကိုလည်းယူလာ၏ထို့ပြင်တိဋ္ဌထနှင့်နိလေသာအတူစားလင်သူကြောင်းနေသောဥရံမှုကျွဲတွေကိုကိုစားထိန်းချောင်းပေးရန်အတွက်တငယ်ချင်းမျိုးနွယ်တူဂဝံပတိကိုအကူအညီတောင်းခဲ့၏ကွင်းပြင်ထဲတွင်နေသည်ပူပြင်းလာ၏သို့သောတောထဲကတိဋ္ဌထနှင့်ကလေးများရှိရာတွင်ကပိပလာပင်ကြီးအရေးအာဝါဒကြောင့်အေးမြနေသည်တစ်ပင်ကြီးအရွက်များကထီးကြီးဖွင့်ထားသလိုဖုံးအုပ်နေသည်အကိုင်းခက်များသည်အိမ်တရာစင်လောက်နေရာကိုလွှမ်းမိုးထားနိုင်သည်ကလေးများသည်ပါလာသောမိမိတို့အစာများကိုတဦးနှင့်တဦးဖက်လှယ်ပေးကြသည်ရူပတ်နှင့်ဘာလာတို့သည်ချက်ပါတီနှင့်ဟင်းကိုအထူးပင်နှစ်ချိုက်ကြသည်ထမင်းစုပ်မွေးလေးကိုမြေပဲစားတောင်းနှမ်းစားတောင်းလေးနှင့်တို့ပြီးစားရသည်ကလည်းအရသာတစ်မျိုးရှိသည်သူဇာတာနှင့်ဘာလာဂုတ်တတို့လည်းအားလုံးအတွက်တောက်ရည်အပြည့်ယူလာခဲ့ကြသည်တွာတတိတယောက်ကတော့သူ့ဦးခေါင်းလေထဲရောက်သွားအောင်ကိုပြောလေသည်ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်အေးချမ်းနေသည်ရှိနေကြသူတွေကအပျော်ကြီးပျော်နေကြသည်ထိုနေ့သူဇာတာ၏တောင်းပန်ချက်ကြောင့်တိဋ္ဌထကသူ့ဘဝပုံမြင်လေးကိုပြောပြသည်ကလေးများကလည်းပုံမြင်ဆုံးသည့်တိုင်ငြိမ်သက်စွာပီတိအပြည့်ဖြင့်နှစ်ချိုက်စွာနားထောင်ခဲ့ကြသည်တိမ်ဖြူပန်းနှင့်မက်လန်းနှင့်အခန်း6စပုတပြေပင်ရိပ်ဝဲတိဋ္ဌထကသူမမွေးမီသူ့အမေမက်ခဲ့သောအိမ်မက်ကို9နှစ်သားအရွယ်မှာကြားသိခဲ့ရကြောင်းနှင့်ပြန်ပြောပြခဲ့သည်အလွန်ခံကြားလှပသောအဆွဲ6ချောင်းနှင့်ဆင်ပြူတော်ကြီးတစ်စီးသည်ကောင်းကင်ကဆင်းသက်လာခဲ့သည်ဆင်ကြီးကိုနောက်မှအတီးမှုတ်ကခုံများဖြင့်လည်းဂုံပြုပူဇော်ခဲ့ကြသည်ဆင်ပြူတော်ကြီးကသူ့မယ်တော်ဘာချင်းကပ်လာသည်အယောင်ကတောင်ထိပ်ပေါ်ကနှင်းကဲ့သို့ဖြူဖွေးနေသည်နှမောင်းတွင်ကြက်သွေးရောင်ကြာပန်းတစ်ပွင့်ကိုကိုင်လျက်မဲတော်ဝမ်းပိုက်ထဲထည့်ပေးလိုက်သည်ဆင်ကြီးကိုယ်တိုင်လည်းညှင်းသားစွာပင်ဝင်ရောက်သွားသည်မိဖုရားကြီးလည်းပီတိတောမနတာဖြင့်ပြေလျန်းနေသည်မိဖုရားကြီးမှာဤမှစပြီးဒုက္ခတောကပရိဒေဝဆိုသည်များခံစားရတော့မည်မဟုတ်ကြောင်းအသည့်ဖြင့်အလွန်ဝမ်းသာကြည်နူးသွားခဲ့သည်နိဗ္ဗာန်ချမ်းသာကိုခံစားရသောနိုးခြင်းမျိုးဖြင့်နိုးလာခဲ့သည်တ
လွန်ညောင်ဆောင်မှထလာခဲ့တော်လဲအိမ်မက်ထဲမှနတ်ဆောင်တန်ဂီတတန်တို့ကိုဆွဲမြဲစွာအပီပြင်ကြားနေရသေးဖြစ်သည်ထိုအကြောင်းကိုမင်းကြီးတို့လျှောက်ထားလိုက်၏မင်းကြီးလည်းမိဖုရားကြီးအိမ်မက်အကြောင်းကြားသိရသောအခါအလွန်နှစ်ချိုက်သဘောတော်ကြလေသည်ထိုနနက်ခင်းတွင်ပင်ရွှေမြို့တော်တွင်ရှိယဟန်ဗျမနတို့ကိုဖိတ်ပြီးအိမ်မက်တိတ်ထုံကိုဖတ်ပြောစေတော်မူခဲ့သည်အိမ်မက်အကြောင်းအရာများကိုလေးနက်စွာကြားနာကြပြီးနောက်ရင်းတို့လျှောက်ထားကြသည်မြတ်သောရှင်မင်းကြီးမိဖုရားခေါင်ကြီးသည်အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဝေးဖွားမိအမှန်ဖြစ်ကြောင်းပါဗျာထိုသူသည်လေးကျွန်းလုံးကိုအစိုးရသောစကြဝဠာမန္တတော်၎င်းလောကလူသားတည်းလုံးအားသစ္စာတရားကိုပြသဟောကြားကာတန်တရားမှလွတ်မြောက်ရန်ကယ်တင်ပေးနိုင်မည်ကြီးမြတ်သောဆရာကြီးတော်၎င်းဧကံဖြစ်ပါမည်အရှင်မင်းကြီးထိုသို့သောမဟာလူသားပေါ်ထွန်းလာမည်ကိုဤမနုဿလူပုံကြီးကဆောင်စားနေရသည်မှာနှစ်အသင်ချီကြာခဲ့ပြီဖြစ်ကြောင်းပါအရှင်မင်းကြီးသူရဏမင်းကြီးသည်နှစ်ချိုက်အားရစွာပြုံးတော်မူလိုက်သည်မိဖုရားကြီးနှင့်တိုင်ပင်တော်မူပြီးနောက်တိုက်တာကြည်ကြတို့မှဆံရည်စပါးအဝတ်ထည်ပစ္စည်းများကိုနိုင်ငံအတွင်းရှိနာမကျန်းသူများခိုကိုးရမဲ့သူများစားရမဲ့တောက်ရမဲ့စင်ရသားများကိုအစားအသောက်အဝတ်ထည်များပေးကမ်းလှူဒန်းခွင့်ပြုခဲ့သည်သားတော်လေးကိုမိဖုရားခေါင်ကြီးမဟာမာယာ၏အထိန်အယရန်ရှိတော်တို့ကစေးကြောတုတ်တင်ပေးပြီးအဝါရောင်ပိုးစားဖြင့်ရစ်ပတ်ထုတ်ပေးထားသည်မိဖွားခဲ့ပြီဖြစ်သောကြောင့်မိဘရထံဖြစ်သောယာမကာမတို့ဆက်သွားရန်မလိုအပ်တော့သဖြင့်မိဖုရားကြီးရောမွေးဖွားဦးသားတော်မင်းသားလေးပါမြင်းလေးစီးကသောယထာဖြင့်ရွှေနန်းသို့ပြန်လာခဲ့ကြသည်ရွှေနန်းသို့ပြန်ရောက်သောအခါမင်းသားလေးကိုရေနွေးနွေးဖြင့်ပြန်လဲစီးကြောတုတ်တင်၍တန့်တင်ပေးပြန်သည်မေတော်နီးတွင်ထားရှိဆောင်းလျှောက်ကြရသည်မိဖုရားကြီးဆံရအဆောင်တော်သို့ပြန်ရောက်တည်ကြသောအခါဘုရင်သုတ္တရဏမင်းကြီးသည်သားတော်လေးကိုရှုသားတော်မူရန်အလင်းမြန်ပင်အဆောင်တော်ကူးလာခဲ့သည်မင်းကြီးဝမ်းမြောက်တော်မူခြင်းကအတိုင်းအဆမရှိပေသည်မင်းကြီးမျက်လုံးတော်အစုံသည်အယောင်ပင်ထွက်လျက်ရှိနေကြသည်သားတော်လေးကိုမင်းသားတိဋ္ဌထအဟု၍လည်းကင်မွန်းတက်တော်မူလိုက်၏အတိတ်ဘယ်ကလိုရာပြီးမြောက်နိုင်စေသူဟုတည်းတနန်းလုံးလဲပျော်ရွှင်နေကြသည်ရွှေနန်းတော်သူရွှေနန်းတော်သားအားလုံးတို့ကတဦးချင်းစီမင်းမိဖုရားနှင့်သားတော်လေးကိုဝမ်းမြောက်ဝမ်းသာလာရောက်ဖူးမြော်ကြသည်သုတ္တရဏမင်းကြီးလည်းအချိန်မဖြုံးမဲချက်ချင်းပင်ဟူရာသမားတို့ကိုခေါ်စီပြီးသားတော်လေး၏ဇာတာဆန်းလက်ကိုကြည့်ရှုစစ်ဆေးစေကြရသည်အများတညီတညွတ်ထဲလျှောက်ထားလိုက်ကြသည်ကမင်းသားလေးတွင်မဟာပုရိသလက္ခဏာတော်မြတ်ပါသည်ဖြစ်သောကြောင့်ဤဇမူဒိတ်ကျွန်းကြီးကိုသာမကလေးကျွန်းလုံးကိုပင်အုပ်စိုးရမည်စကြဝဠာမန္တမင်းဖြစ်မိအကြောင်းကိုလျှောက်ထားကြသည်တရင်တစ်ပတ်ကြာသောအခါအတိတကာလဒေဝီလဘွဲ့မီတော်ရှိမင်းကြီးဆရာသည်ရွှေနန်းသို့ကြွရောက်တော်မူလာ၏ယတိကြီးကတောင်ပေါ်တွင်တရားကျင့်ကြံနေပြီးအသက်အရွယ်ကြောင့်ခါလဲကုန်နေပြီတောင်ဝေးလဲစောင်းနေတော်မူရပြီသူနန်းတော်သို့ကြွလာသောအခါအဆောင်များကမင်းကြီးတို့ဆရာကြီးအတိတဆက်ရောက်ကြောင်းကိုလျှောက်ထားသဖြင့်မင်းကြီးလည်းကိုရော်တိုင်းထွက်လာကြိုဆိုတော်မူသည်သားတော်လေးကိုရှုသားတော်မူရန်လဲမင်းကြီးကပင့်ဖိတ်ခေါ်ဆောင်လာခဲ့၏ယတိကြီးလည်းသားတော်လေးကိုအတော်ကြောင်ကြည့်ရှုတော်မူနေ၏နှုတ်တော်မှမူစကားတစ်လုံးမျှမထွက်ချေနောက်ငိုတော်မူလေ၏
တောင်ဝေးကိုအားပြုထားသောကိုခန္ဓာသည်တုံလှုပ်လျက်ရှိနေပြီးမျက်ရည်များဆယ်မနိုင်ဖြစ်နေရသည်သူရောဒနာမင်းကြီးသည်အလံတကြားဖြစ်ခါဆရာရသေးကြီးအားအဘယ်ကိုမြင်သဖြင့်ငိုကြွေးရသည်ကိုလျှောက်ထားမေးမြန်းသည်သားတော်လေးအကြောင်းအရာအဘယ်သို့မြင်ပါသနည်းသားတော်လေးအတွက်ကံကြမ္မာဆိုးမြင်ပါလို့လားဖေဟာအတိတဆရာကြီးသည်လက်နှစ်ဖက်ဖြင့်မျက်ရည်များတုတ်ခါခေါင်းသို့ရမ်းခါပြသည်ရင်းတို့လည်းပြောကြခဲ့သည်မြတ်တော်မင်းကြီးမင်းသားတွင်ကံကြမ္မာဆိုးဂျိုစည်းဂျုံနှင့်ဘာတစ်ခုမျှမတွေ့ရှိရကြမင်းသားလေးကလောကကြီးအထွတ်အမြတ်ဆုံးပုဂ္ဂိုလ်ဖျားဖြစ်လာမည်မင်းကြီးတင်ဤသားသည်နိုင်ငံအုပ်ချုပ်မင်းလူမဲ့သူမဖြစ်နိုင်ကြမလန်းကိုပြနိုင်သောလောကဝိတုခေါ်ဆိုရမည်ဆရာကြီးစစ်စစ်ဧကံဖြစ်မိပုဂ္ဂိုလ်ကြီးသည်အာဂါသနှင့်မဟာပထဝီမြေတို့သည်သူ၏ကျက်စားရာနေရာဖြစ်ပြီးလက်ရှိအားလုံးတို့၏ကိုးကွယ်အားထားရာဖြစ်မည်ငါငိုရခြင်းအကြောင်းရင်းကထိုပုဂ္ဂိုလ်တပ္ပညုတဉာဏ်တော်ကိုသိတော်မူမြင်တော်မူ၍အဥ္စတရားဟောပြသောအခါငါမကြားနာနိုင်ရတော့မည်အဖြစ်ကြောင့်ငိုမိပေသည်အရှင်မင်းကြီးထိုကဲ့သို့တားထူးသားမြတ်ကလေးမွေးဖွားပေးနိုင်သောတင်မင်းကြီးနှင့်တကွာသောတိုင်းကားပြည်သူလူပေါင်းတို့သည်ထိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြောင့်ကုသိုလ်ကြီးစွာရရှိပိုင်ဆိုင်ကြရဦးမည်တည်းအရှင်အတိတပြန်ကြွရန်နေရာမှထတော်မူပြီးမင်းကြီးကဆက်လက်နေပေးတော်မူပါရန်လျှောက်ထားတောင်းပန်သည်အရှင်မြတ်သီးမခံတော်ပြီးတရင်300တောင်ကြီးစီသို့ယတိအိုကြီးပြန်ကြွကြပြီဆရာယတိကြီးစကားတို့ကမင်းကြီးကိုစိတ်ညစ်ညူစေလေပြီမင်းကြီးကသားတော်ကိုယဟန်မဖြစ်စေလိုကြီးအရာဆက်ခံမိမင်းသာဖြစ်စေလိုသည်သို့မှနိုင်ငံကြီးနယ်နိမိတ်ကိုကျယ်ဝန်းအောင်ချဲ့ထွင်နိုင်ပြီဖြစ်သည်မင်းကြီးတွေးမိသည်အတိတတိတာတရားတဲကတယောက်ယတိယဟန်1000တဲကတယောက်ဆိုလိုမျိုးဖြစ်သည်ထို့သို့ဆိုရတော့သောပုဂ္ဂိုလ်ဖြစ်သည်သို့သောယခုသူမိန့်သွားသည့်အရာသည်ဗျာဒိတ်အမှားဖြစ်နိုင်ပါသည်တိဋ္ဌထသည်စကြဝဠာမန္တဧကံဖြစ်မည်ဟုဗျာဒိတ်ပေးသူသာအမှန်ဖြစ်ရနိုင်ပါမည်ဟုလိုရာတွေးကောက်ချက်ချခဲ့သည်ထိုလိုရာဆွဲတွေးသောအယူတွေးဖြင့်ပင်မင်းကြီးသည်မိမိကိုမိမိပြန်လဲနှစ်သိမ့်ကြည်နက်နေရပါကြသည်တိဋ္ဌထလိုသွားတော်တစ်ပါးကိုမွေးဖွားပေးနိုင်ခဲ့သည်ဖြင့်အမြင့်မြတ်အကြီးကျယ်ဆုံးသောပီတိဒုက္ခကိုခံစားနေရပြီးရှေ့ရမြောက်အကြာတွင်မဲတော်နှွဲ့ရဆန်သည်တနိုင်ငံလုံးနှမျောတတလမ်းဆွတ်ပူဆွေးငိုကြွေးကြကုန်၏မင်းကြီးသုတ္တရဏလည်းညီမတော်မဟာပစာပတိကိုဆင့်ခေါ်ပြီးမိဖုရားကြီးအရာမြောက်တော်မူရန်မိန့်တော်မူသည်မဟာပစာပတိသည်ဂေါတမီဟုလည်းအတိများသည်ယင်းကသဘောညီသဖြင့်ဂေါတမီကတိဋ္ဌထကိုယင်မဖြစ်သောသားရင်းလိုပြုစုဆောင်ရှောက်ပေးတော်မူသည်သားတော်လေးအရွယ်ရောက်လာသောအခါသူ၏မိခင်ရင်းကိုမေးမြန်းတော်မူသည်မင်းသားသည်မိတွေးတော်ဂေါတမီသည်သူ့ဥမာကြီးကိုအလွန်ချစ်ခင်ကြောင်းသိသည်ထို့အတူသူ့ကိုလည်းကဘာရဲမရှိနိုင်လောက်သောသားရင်းနှင့်မခြားချစ်သောမိတွေးဆိုသည်ကိုလည်းနားလည်သည်ဂေါတမီထိန်တင်ဆောက်ရှောက်ပြုစုမှုဖြင့်တိဋ္ဌထသည်ကျမ်းမာတန်ဆွမ်းစွာဖြင့်လူလားမြောက်ခဲ့ရပြီဖြစ်ကြောင်းကောင်းစွာသဘောပေါက်သည်တနေ့ဥယျာဉ်တွင်မှတိဋ္ဌထမြူးထူးပျော်ပါဆော့ကစားနေစဉ်မိတွေးတော်ဂေါတမီအတွေးတစ်ခုရသွားသည်မင်းသားငယ်သည်လှပခြင်းသောအရွယ်ရောက်ပြီဖြစ်သောကြောင့်ရွှေငွေကြောက်တံပဒံများတို့စီချဲတက်ထားသောလက်ဝတ်ရတနာများဆင်မြန်းရန်အတွေးဖြစ်သည်ထို့ကြောင့်အထိတ်အရများကိုယရနာအစင်တစားများယူစေပြီး
မင်းသားကိုဝစ်ဆင်ပေးရန်ညွှန်ကြားသည်ဂေါတမီနားလည်သွားရသည်ကပဂတိအတိုင်းထက်ဘယ်ရာကမျှမင်းသားကိုကြက်တရီဂုံဝါမြင့်အောင်လုံမပေးနိုင်ဟူသောအချက်ပင်ဖြစ်သည်မင်းသားကရွှေငွေကြောက်မြက်ရနာတစားတွေပန်ရသည်မှာတီးမခံနိုင်ကြောင်းပြောပြီးပယ်သဖြင့်မူလနေရာမှာပင်ပြန်သိမ်းထားခဲ့ရသည်တိရထမင်းသားလေးကျောင်းနေအရွယ်သို့ရောက်သောအခါသူလေးလာတင်ကြားခဲ့သည်တို့ကစာပေစာရေးအတတ်ဂီတအားကစားဘာသာရပ်များဖြစ်သည်တက်ရောက်တင်ကြားရသောကျောင်းကတက်ကြမင်းနိုင်ငံတွင်ရှိမင်းသားတို့တင်ကြားရာကျောင်းဖြစ်သည်သူ့ကျောင်းနေဘက်များမှာဝမ်းကွဲညီကိုတော်များဖြစ်ကြသောဒေဝဒတ္တကိဗ္ဗိလနှင့်နန်းတွင်မူဝက်ကြီးတူ၏သားဖြစ်သောကာလုဓာယီတို့ဖြစ်သည်မွေးရပါဉာဏ်ပညာထက်မြက်မှုကြောင့်တင်သမျှလွယ်ကူစွာတက်မြောက်ခဲ့သည်ဆရာဖြစ်သောဝိတ္တမိတ်တာကမူဒေဝဒတ္တကိုထက်မြက်သူဟုထင်ထားခဲ့သည်သူတင်ကြားမှုဘဝတစ်လျှောက်လုံးတွင်တိဋ္ဌထထက်အထင်ကြီးလေးစားစရာကောင်းသူဟုဆိုခဲ့သည်ဒီနေ့တိဋ္ဌထ9နှစ်သားအရွယ်ကျောင်းတန်းပေါ်များနှင့်အတူမင်းကြီးလေထုံမင်္ဂလာပွဲတက်ခွင့်ရကြသည်ဂေါတမီကတိဋ္ဌထကိုခြေကဖက်နှက်တိုင်ရွေးချယ်ဝတ်ဆင်ပေးသည်မင်းကြီးကမင်းဝတ်ဆောင်အပြည့်ဖြင့်လေထုံမင်္ဂလာကိုကြီးကြပ်နေသည်နိုင်ငံတော်တွင်အမြင့်ဆုံးဗျမနဆရာများရောင်စုံဝတ်ယုံများဦးခေါင်းအစဉ်တစားအမျိုးမျိုးကိုဝတ်ဆင်လျက်တက်ရောက်လာကြသည်နိုင်ငံတော်တွင်အကောင်းဆုံးလေကွယ်များအနီးနန်းတော်နှင့်မဝေးလာသောနေရာတွင်ကျင်းပနေသည်လမ်းမေးဝဲရာပြည်သူများကလည်းအလံများတကွန်ကြက်ရှာများလွှင့်ထူဝေရန်လျက်ဂုံပြုကြိုးဆိုနေကြသည်လမ်းတစ်လျှောက်လုံးလည်းပူဇော်စရာတင်စင်မြင့်များပေါ်တွင်လည်းစားတောက်ဖွယ်ရာများတင်လူထားကြသည်ဘာသာရေးဆိုင်ရာများတီးမှုတ်ရေးအဖွဲ့များကကြက်ပြန်မကြစီကားလာသောလူအုပ်ထဲတွင်ဖြတ်သွားနေကြရသည်ကြိတ်ကြိတ်တို့စီကားလွန်လာသောပွဲတော်ကြီးဖြစ်သည်မင်းကြီးတုတ်တော်ရနှင့်မှုကြီးမြတ်ကြီးများသည်ပူဇော်ပွဲများကိုမျက်နှာမူလျက်အိန္ဒိရတိတ်ခါအပြည့်ဖြင့်ရက်နေကြသည်ဗျမနာများကဂါရာများကိုအမြင့်ဆုံးတန်နေတန်ထားဖြင့်ညီညာစွာရွတ်ဖတ်နေကြသည်တိဋ္ဌထသည်ဒေဝဒတ္တနှင့်ကာလုဓာယီတို့ရန်လျက်နောက်နားကရက်နေကြသည်သူတို့စိတ်လှုပ်ရှားနေကြသည်အเจ้าမှာပွဲပြီးလျင်စားစရာများကိုမြက်ခင်းပြင်ပေါ်ဖြန့်ကျဲမိဆိုသောကြောင့်လူကောက်စားနိုင်ကြဖို့ဖြစ်သည်တိဋ္ဌထကပျော်ဝဲစားသည်မျိုးအလေးအထားနေပါသောကြောင့်ခုလိုပျော်ရမည်ကိုကျေနပ်နေမိသည်သို့သောဗျမနာတို့ရွတ်ဖတ်နေခြင်းကမပြီးနိုင်အကြာကြီးရွတ်နေကြသဖြင့်ရက်မှရက်ပါကြတော့မီလောဟုထင်မိရသည်ကလေးများတီးမခံနိုင်အောင်ဖြစ်လာကြသည်အချို့ထွက်သွားကုန်ကြပြီဖြစ်သည်ကာလုဓာယီသည်တိဋ္ဌထ၏အင်ကြီးလက်ကိုဆွဲလျက်အတီးမှုန့်နှင့်အကများရှိရာဘက်စီသို့ထွက်လာခဲ့ကြသည်နေကလည်းပူမပူပါပိတာနှင့်ကောက်ခုံကြသူများ၏အဝတ်စားတို့လည်းချွေးများဖြင့်ဆူရွှဲနေ၏သူတို့နဖူးများပေါ်မှချွေးသီးများကိုပင်မြင်နေရ၏ဖြောပြရာနေရာများသို့တနေရာပြီးတနေရာပြေးလွှားကြည့်ရခြင်းကြောင့်တိဋ္ဌထလည်းအပူဒဏ်အောက်တွင်မခံနိုင်တော့ပဲတငယ်ချင်းများကိုပြစ်ထားခဲ့ကတစ်ပင်ရိပ်ရှိရာသို့ပြေးသွားရလေတော့သည်ထိုပင်ကြီးကစပုတပြေပင်ကြီးပင်သည်ထိုပင်ကြီးအေးမြသောတစ်ကိုင်းရည်များအောက်တွင်တိဋ္ဌထသည်အတော်လေးငြိမ်းချမ်းစွာခွန်အားသစ်လောင်းနိုင်ခဲ့သည်ဟုခံစားရမိသည်ထိုအချိန်မှာပဲဂေါတမီကခြေရာခံကရောက်ရှိလာခဲ့သည်ပြောတော်မူလိုက်သည်ပွဲကင်းကြီးတစ်ခုလုံးကိုအနှံ့လိုက်ရှာလိုက်ရတာသားကဘယ်တွေရောက်နေတာလဲအမေရဲ့ဗျမနဆရာတွေကရွတ်နေလိုက်ကြတာမပြီးဆုံးနိုင်တော့ဘူးခုလောက်ကြောင်ဘာကြောင့်ရွတ်နေကြတာလဲအမေ
သူတို့ကဝေဒခါရာတွေရွတ်နေကြတာလေတာရဲ့ကျမ်းစာတွေကလေးနဲ့လွန်တယ်ဖန်ဆင်းရှင်ဗမာကြီးကိုယ်တိုင်မိတ်ဆိုခဲ့တာကိုဗြဟ္မဏတွေကပဲအစဉ်တင်ယူတက်မြောက်ဆက်ဆူပူဇော်နေကြရတာနှစ်တွေတောင်ကပေကဘာရှည်ကြခဲ့ပြီပဲဗြဟ္မဏတွေစားဘာဖြစ်လို့ခမီးတော်မင်းကြီးကမရွတ်ရတာလဲဗြဟ္မဏဆက်မျိုးနွယ်ကမွေးမှဘာသာရေးဆိုင်ရာတွေကိုရွတ်ဆိုခွင့်ရှိတယ်လေဖုံးတကိုးကြီးတဲ့ဘယင်မင်းမြတ်ကြီးတောင်ဗြဟ္မဏတွေပေါ်မိနေရတယ်သူတို့ကမှဘာသာရေးဆိုင်ရာတွေလုပ်ပေးနိုင်တဲ့လူကလေးရဲ့တိတ္ထသည်ဂေါတမီပြောသမျှကိုအလေးနဲ့စဉ်းစားမိသွားသည်ခိတ္တခဏစကားပြတ်သွားပြီးနောက်တိတ္ထသည်သူ့လက်နှစ်ဖက်ကိုပူးရှက်ကဂေါတမီကိုလေးစားမှုဖြင့်ဂုဏ်ပြုလိုက်သည်ဤတို့လည်းပြောလိုက်သည်မဲတော့ဒီနေရာလေးမှာနေရတာအလွန်ငြိမ်းချမ်းသာယာလိုက်တာပျော်ရွှင်မှုလည်းခံစားမိရပါသည်ဒါကြောင့်ဒီစပုတပြေပင်ရဲအောင်ပါပဲဆက်လက်နေခွင့်ပြုပါရန်ခမည်းတော်ကိုလျှောက်ထားပေးပါမယ်တော့တားတော်လေးကိုချစ်သည့်ဇောနှင့်အလိုလိုက်ပြီးပြုံးမိလိုက်သည်ခေါင်းလဲညှိပြလိုက်သည်တားတော်ဦးကောင်းဆန်ကိုလည်းအသာဖွားဖွားပုတ်လိုက်ပြီးလာလန်းတိုင်းပြန်ဆင်းထွက်ခွာသွားတော်သည်နောက်ဆုံးတော့ဗြဟ္မဏဆရာများလည်းစူတောင်းစာများရွတ်ဖတ်တရစေကြ၍ပြီးသွားကြပေပြီတုတ်တော်ရဏမင်းကြီးလေထုံမင်္ဂလာကွင်းစီသို့ဆင်းလာခဲ့ပေပြီစစ်ကဲကြီးနှစ်ဦးခြံရံလျက်ရာသီဝင်ပထမလေဖြင့်ထွန်ရေးလမ်းကြောင်းအတိုင်းထွန်တော်မူသည်ထိုအခါပရိတ်တမကောင်းကြီးတန်သည်တကွင်းလုံးကိုလွှမ်းမိုးသွားတော်သည်ထိုအခါလေသမားတို့သည်လည်းဘရင်နမူနာကိုယူလျက်သူတို့လေကွက်များစီသို့ဆင်း၍ထွန်ရဲကြလေသည်ပြည်သူတို့၏ဟစ်ကြွေးသံများကြောင့်တိဋ္ဌထလည်းကွင်းဆက်ကသိန်းရိုးများစီသို့ပြေးဆင်းသွားခဲ့သည်ကျွဲတကောင်သည်လေးလံသောထဲကြီးကိုအာသွန်ရုံးကန်ဆွဲနေရသည်ထဲထိုးနေသူကတန်မာသောသူကြီးဖြစ်သည်သူ့ရုပ်ကနေလောင်ထားသဖြင့်ကြီးနီအောင်ပေါက်နေသည်ဘယ်လက်နှင့်ထွန်ထိပ်ဦးကိုထိန်ထားပြီးညာလက်ကတပြားကိုကန်ရင်ထန်ရေးမှန်အောင်ထဲရေးမှန်အောင်ထိန်ပေးနေရသည်နေဘူးကြောင့်လေသမားကြီးလည်းချွေးပြက်ပြက်ကြနေသည်ဩဇာကောင်းသောမြေကြီးကိုထဲဖြင့်ထိုးလိုက်သဖြင့်ထဲလန်းကြောင်းနှစ်ကြောင်းဖြစ်ပေါ်လာခဲ့သည်ထဲထိုးလိုက်တိုင်းမြေထဲမှတီကောင်များနှင့်အခြားကောင်များပေါ်လာသည်သူတို့တေကြပြက်ကြကြေမွားကြရသည်ထိုမြေအောက်ကပေါ်လာသည်များကိုငှက်များကဝိုင်းအောင်လာရောက်ထိုးချီစားတောက်ကြသည်ထိုငှက်ကလေးများကိုလည်းသိန်းလိုစွန်လိုငှက်ကြီးများကထိုးတုပ်တက်ဖြတ်စားတောက်ကြပြန်သည်ထိုအနေထာယုံမြင်ကွင်းကိုတိတ္ထကောင်းစွာမြင်တွေ့ခဲ့ရသည်ထိုအနေထာယုံမြင်ကွင်းများကြောင့်ကြဲကြဲတောက်ပူနေသည့်နေမင်းကြီးအောက်တွင်တိတ္ထမင်းသားလည်းချွေးများဖြင့်နစ်မောနေသည်စပုတပြေပင်ရိတ်သို့ပြန်ပြေးခဲ့ရလေသည်သူတခါမျှမတွေ့မြင်မသိဘူးသည်များကိုတွေ့မြင်သိရှိရသဖြင့်အထူးဆန်းဖြစ်နေသည်တည်ငြိမ်စွာဖြင့်ကိုမမတ်ထားကတင်မခွေထိုင်လျက်မျက်စိအစုံကိုမှိတ်ပြီးမြင်ခဲ့သမျှတို့ကိုပြန်လဲအာယုံခံကြည့်လိုက်သည်တီဆူနေကြသည်များကခုန်နေကြသည်များတီးမှုတ်နေကြသည်များပျော်ဝဲစားခဲ့ကြသည်များသူ့ပတ်ဝန်းကျင်ဖြစ်ပျက်ခဲ့သည်များကိုအာယုံပြန်ဖော်ကြည့်နေသည်ဆက်လက်ထိုင်ကပုံဖော်စဉ်းစားကြည့်ပြန်သည်လေကွင်းကမြင်ကွင်းတွေကနေရာယူလာခဲ့သည်မင်းမိဖုရားနှစ်ပါးတို့ဖြည့်၍ကြွသွားတိုင်းတိဋ္ဌထသည်လေးနက်တည်ငြိမ်စွာတရားထိုင်နေသည်ကိုတွေ့ကြရသည်တိဋ္ဌထသည်အယုတ်ကလေးပမာချော်မော်လှပလှသည်ဟုမြင်မိသောဂေါတမီသည်မျက်ရည်ဆို့လာသည်အထိခံစားမိရသည်သို့သောတုတော်ရဏမင်းကြီးအဖို့ကဆရာအတိတ၏စကားကိုပြန်လဲကြားအောင်လိုက်သဖြင့်တုံလုံးခြောက်ခြားသွားမိရသည်ခုလောက်အသက်အရွယ်မှာပဲခုလိုအလေးနက်ထားပြီးအကြာကြီးတရားထိုင်နေနိုင်သဖြင့်အုတ်ချုပ်သူမင်းဧကရမဖြစ်နိုင်ဆိုသည်မှာမ
မှန်မြန်းမှန်နေပြီလားဟုထိုတွေးကမင်းကြီးကိုအတော်လေးချင်းချောက်လိုက်သလိုဖြစ်သွားရသည်ထို့ကြောင့်မင်းကြီးသည်တပါးတည်းယထာဖြင့်နန်းတော်သို့ပြန်သွားလေတော့သည်စပုတပေပြင်ကြီးအောက်သို့ပွဲကင်းကပြန်လာကြသောကြေးလက်ကဆင်းရဲသားတငယ်လေးများရီလိုက်မောလိုက်နှင့်စူးညံစွာစကားပြောလျက်တရားထိုင်သောတိဋ္ဌထမင်းသားနာကဖြတ်သွားကြသောအခါမေတော်ဂေါရမီကကလေးများကိုတိတ်တိတ်ငြိမ်ငြိမ်သွားကြရန်အသွင်တရံပြလျက်တားဆီးခဲ့သည်သူကမင်းသားလေးစပုတပြေပင်ကြီးအောက်မှတရားထိုင်နေသည်ကိုလက်ညှိုးညွှန်လျက်တိတ်ဆိတ်ငြိမ်သက်စွာသွားကြရန်ဖြစ်သည်အမွေရာကကလေးများသည်ဆက်မသွားကြပဲမင်းသားလေးတရားထိုင်နေသည်ကိုဝိုင်းအောင်ကြည့်ကြခြင်းဖြစ်သည်ရုပ်ကြီးဆိုသလိုမင်းသားလေးကမျက်စိဖွင့်လာခဲ့သည်မေတော်ဂေါရမီကိုမြင်သောအခါပြုံးပြလိုက်သည်မေတော်ကျန်းကန်စာပေရွတ်နေခြင်းကတီကောင်တွေငှက်ကလေးတွေအသက်ကိုဘာမျှကဲတင်မပေးနိုင်ခဲ့ပါဘူးဟုပြောလေသည်တိဋ္ဌမင်းသားလေးသည်ထရက်လိုက်ကမေတော်စီပြေးသွားလေသည်နောက်မေတော်၏လက်နှစ်ဖက်ကိုစုပ်ကင်ထားလေသည်နောက်ကလေးများသူ့ကိုဝိုင်းအောင်ကြည့်နေသည်ကိုသတိထားမိသွားသည်သူတို့အားလုံးကလည်းသူ့အရွယ်ကြီးဖြစ်ကြသည်သို့သောသူတို့ဝတ်တွေကဟောင်းနွမ်းစုပ်ပြက်နေသည်မျက်နှာများကလည်းကြမ်းထော်နေသည်ခြေလက်တွေကလည်းပြည့်ပြည့်ဖြူဖြူမရှိကြုံလီနေသည်သူဝတ်ထားသောမင်းသားဝတ်စားတွေကိုသတိထားမိလိုက်သောအခါသူအတော်လေးစိတ်ကတိကောက်ဖြစ်သွားရသည်သို့တော်လည်းသူတို့နှင့်ကစားကျင်သောစိတ်အလွန်ပြင်းပြစွာဖြစ်မိခဲ့သည်မင်းသားလေးကသူတို့ကိုပြုံးပြပြီးလက်ကလေးဝှေ့ရမ်းပြလိုက်သည်တယောက်သောကလေးကသာသူ့ကိုပြန်ပြုံးပြခဲ့သည်တိဋ္ဌရယူလိုသောအားပေးမှုကထိုအရာပင်ဖြစ်သည်သူကမေတော်ဂေါတမီထံသူတို့နှင့်အတူပျော်ဝဲစားဖို့ဖိတ်လိုကြောင်းပူဇော်လိုက်သည်ပထမမေတော်ကတွန့်ဆုတ်သလိုရှိတော်လဲနောက်သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်တိမ်ဖြူပန်းနှင့်မတ်လန်းနှင့်အခန်းခွန်စင်ဖြူတော်စုတိဋ္ဌမင်းသားအသက်14နှစ်အရွယ်ရောက်လာခဲ့ပြီမိဖုရားကြီးဂေါတမီတွင်နန္နအမည်ရှိသားတစ်ယောက်ဖွားမြင်လာခဲ့သည်နန်းတော်တစ်ခုလုံးပျော်ရွှင်နေကြ၏တိဋ္ဌလည်းအပါဝင်ဖြစ်၏သူကသူများထက်ပိုပျော်သည်ညီလေးရလေပြီကိုသူကျောင်းစာများလေ့လာပြီးတိုင်နန္နစီသွားဖို့ပြန်ပြေးလာ၏အရွယ်တော်ထောက်လာပြီမို့တိဋ္ဌသည်လူငယ်တဘာဝကိစ္စများရှိလာနိုင်เสียဖြစ်တော်လဲညီလေးနန္ဒနှင့်လမ်းလျှောက်ဖို့သာအားထုတ်၏တွာလာရတွင်ဒေဝတတလည်းလိုက်ပါလာတတ်၏တိဋ္ဌတွင်အခြားညီကိုဝမ်းခွဲ3ယောက်လည်းရှိသေး၏ယင်းတို့မှာမဟာနာမဗတ္တိယကိမ်ဘီလာတို့သည်တိဋ္ဌကနန်းတော်နောက်ဖေးကပန်းဥယျာဉ်ထဲမှာသူတို့တွေနဲ့အတူကစားဖို့ထို3ယောက်ကိုခေါ်လေးရှိသည်မိဖုရားကြီးဂေါတမီသည်ကြာကန်နားကခုံနှန်းရှည်ပေါ်ထိုင်ပြီးသားများစော်ကစားနေကြသည်ကိုကြည့်နေရသည်မှာသူလည်းပျော်နေသည်ကလေးတွေစားဖို့တောက်ဖို့မုံဖြော်ရည်တို့ကိုမိဖုရားကြီးကယူရန်မိန့်တော်မူလျင်ယူပေးဖို့နောက်ပါရန်ရွှေကလည်းအမြဲအစဉ်သင့်ရှိသည်တနှစ်ထက်တစ်နှစ်တိုးပြီးတိဋ္ဌ၏လေ့လာမှုကပိုပြီးထာကျလာသလိုပိုပြီးလဲတောက်ပြောင်လာခဲ့သဖြင့်ဒေဝဒတ္တ၏ပြိုင်ဆိုင်မှုမနာလိုမှုတို့ကလည်းဖုံးဖိမရအောင်ဖြစ်လာခဲ့သည်တိဋ္ဌကဘာသာရတိုင်းတွင်တက်ကြွမှုပ၌ပြိုင်ဘက်ကင်းအောင်တာလွန်ထွန်းတောက်လာခဲ့သည်သင်ကြားသမျှဘာသာရတိုင်းအထူးသဖြင့်ကိုယ်ခံပညာဖြစ်သောတိုင်းပညာဘက်တွင်ပါအလွယ်နှင့်တက်မြောက်လာခဲ့သည်ဒေဝဒတ္တသည်ခွန်အားတာလွန်သည်ဆိုတော်လဲတိဋ္ဌကပိုတွက်လက်ပြီး
လှုပ်ရှားမှုတွင်ညံသွားလေသည်သင်္ချာပညာတွင်တိဋ္ဌထကိုအတန်းပေါ်ကလေးတိုင်းကသူ့ဉာဏ်ပညာကိုလိုက်မမီနိုင်အောင်ဖြစ်ကြပြီးလက်မြောက်အရှုံးပေးကြရသည်ဆရာဖြစ်သည့်အာဇုနသည်ပင်တိဋ္ဌထ၏အဆင့်မြင့်မိဂုံးများကိုလွယ်လွယ်နှင့်မဖြေနိုင်ပဲသူ၏မိဂုံးတစ်ခုကိုနာရီပေါင်းများစွာအချိန်ယူအလေးနက်စဉ်းစားတွက်ချက်ပြီးမှဖြေရသည်အတီးမုတ်ဂီတပညာတွင်တိဋ္ဌထကျွမ်းကျင်လွန်လာသည်ပါရမီရှင်တဦးပင်ဖြစ်သည်သူဂီတဆရာကတိဋ္ဌထကိုအလွန်ရှားပါးတန်ဖိုးကြီးလာသောပလွေတစ်ချောင်းပေးခဲ့ဘူးသည်နွေရာသီညနေခင်းများတွင်တိဋ္ဌထသည်ဥယျာဉ်ထဲတွင်တဦးတည်းထိုင်ပြီးသူ့ပလွေအတစ်ကလေးကိုမှုန့်နေသည်ရံဖန်ရံခါဆိုတတ်သောသူ့တခြင်းနှင့်သူ့အတန်လေးများကလည်းနှင်းပြောင်းနှွယ်နှောင်းချိုးမြလွန်းလှသည်သူတီဆိုသောအချုပ်တခြင်းကအလွန်လေးနက်ခံညာလွန်းလာသဖြင့်နားထောင်ရသူ၏ဟာရရတွင်ခိုက်ပြီးမိုးတိမ်ညွန့်ပေါ်တည်ယူသွားခြင်းခံရသလိုငြိမ်ညောင်းအေးမြနေသည်မေတော်ဂေါရမီသည်ညနေဆောင်နေဝင်ရိပ်ထိုးလာပြီဆိုလျှင်နမ်းမဆောင်မှအပြင်ဝရဏာသို့ထွက်ထိုင်ပြီးသူသားတိဋ္ဌထ၏ဂီတတန်ကိုနားဆင်နေတတ်သည်မေတော်ကသူ့နှလုံးသားကိုသား၏ဂီတတန်စဉ်တွင်နှင့်မျောနေစေပြီးရောင်ရဲနိုင်မှုယတ္တကိုဂီတနှင့်ရှင်သန်နေစေခဲ့သည်အရွယ်အဆင့်မြင့်မားလာသည်နှင့်အမျှတိဋ္ဌထသည်လောကုတ္တရာနှင့်အဘိဓမ္မာလေ့လာမှုဘက်တွင်ပိုအားတန်လာခဲ့သည်သူ့ကိုဝေဒကျမ်းများလေ့လာရန်ပိုလမ်းဖွင့်ပေးထားခဲ့သလိုရှိသည်ကျမ်းကြီးများထဲမှစကားတိုင်း၏အနှစ်သာရကိုလည်းပုံမူအလေးပေးစဉ်းစားသုံးသပ်ခဲ့သည်ဟောကြားချက်များနှင့်ကိုးကွယ်ယုံကြည်မှုတို့အပေါ်ပိုပြီးအလေးထားလေ့လာခဲ့သည်အထူးသဖြင့်ရစ်ဗေဒနှင့်အထာအတ္တပနဗေဒတို့ကိုပိုအလေးထားလေ့လာခဲ့သည်ငယ်စဉ်ကလေးကတိဋ္ဌထသည်ဗျမနဆရာတို့ရွတ်ဖတ်ခဲ့ကြသည်များသူတို့ကြီးကြပ်ပူဇော်ခဲ့ကြသည့်ဘာသာရေးပွဲများကိုကြားမြင်ခဲ့ရပြီးအတွေ့အကြုံရှိနေခဲ့သည်ဗျမနဝါဒတွင်အရေးပါဆုံးကထိုအခရာတင်ကျမ်းကြီးများဖြစ်သည်ထိုကျမ်းများတွင်ပါသောအတန်တိုင်းဝေါဟာရတိုင်းသည်အလွန်ဩဇာအင်အားကြီးလွန်းလာသည်လောကကြီးကိုတော်၎င်းလူတို့၏ဘဝကံကြမ္မာတို့ကိုတော်၎င်းပြောင်းလဲသွားအောင်လုပ်နိုင်စွမ်း၏ဤမြတကိုးကြီးသည်ဆိုကြ၏နက္ခတ္တရာတို့၏တည်နေမှုယာတိတို့၏ပြောင်းလဲမှုတို့သည်ဗျမနတို့၏ရွတ်ဖတ်တရစေမှုပူဇော်မှုတို့နှင့်ထဲထဲဝင်ဝင်ဆက်ဆက်နေ၏မဟာပထဝီမြေကြီးနှင့်အာကာသတို့၏လှုပ်ဝက်စမ်းကြယ်မှုများကိုဗျမနတို့သာတည်စွမ်းနိုင်ကြ၏လူသားတို့ဘဝအခြေအနေကောင်းလာအောင်မူလအတိုင်းပြန်ရောက်အောင်ယင်းတို့ကသာဆူတောင်းခြင်းပူဇော်ခြင်းများဖြင့်ပြုလုပ်ပေးနိုင်ကြောင်းဆိုသည်စကြဝဠာကြီးသည်ပုရုသခေါ်ဖန်ဆင်းရှင်မြမာကြီးကဖန်ဆင်းပေးသဖြင့်ပေါ်ပေါက်လာကြောင်းလူမှုအဖွဲ့အစည်းဝါဇက်စနစ်ဆိုသည်လဲထိုမြမာကြီးကိုနေရာတစ်ပိုင်းစီကဆင်းသက်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတိဋ္ဌထကိုတင်ကြားပေးထားသည်လူသားတိုင်းတွင်ဖန်ဆင်းရှင်၏မျိုးဗီဇတစ်မျိုးမျိုးကဇက်စနစ်အလိုက်ပါဝင်နေကြောင်းထို့ကြောင့်လူသားတိုင်းတူညီသောအနှစ်သာရတစ်မျိုးစီရှိနေကြခြင်းဖြစ်ကြောင်းပြဆိုသည်တိဋ္ဌထသည်ဗျမနကျမ်းများကိုပြင်းထန်စွာလေ့လာခဲ့သည်အထူးသဖြင့်ဗျမနကျမ်းနှင့်ဥပနိရှကျမ်းများပင်ဖြစ်သည်ဆရာများကထိုဘာသာရပ်များကိုသင်သည်မှာရိုးရာယုံကြည်မှုတွင်သူတို့မိသည့်ခန်းကဏ္ဍကပါရသည်ကိုသိနိုင်ရန်သာဖြစ်သည်သို့သောတိဋ္ဌထနှင့်ပေါင်းပါများကဆရာတို့ကိုဖြေရန်ခက်ခဲသည်များခေအယူဆခေအမြင်အတွေးတို့နှင့်ညှိမရနိုင်သည်များအထိမေးမြန်းတတ်ကြသောကြောင့်ဆရာများအခက်ခဲတွေ့ရသည်တိဋ္ဌထသည်နန်းတွင်လောကမှအပြင်ကြီးလက်အထိလွတ်လပ်စွာတွာလာခွင့်ရကြတဲ့ကပ
ဝန်းကျင်အခြေအနေများပြောင်းလဲမှုအချို့တွေ့မြင်လာရသည်ကျောင်းအပ်လက်သောနေ့များတွင်တိဋ္ဌထသည်တင်နန်းသားများကိုစုယုံ၍ထင်ရှားသောယဟန်များဗျမနာများထံတွားရောက်လျက်ယုံကြည်ချက်ဆိုင်ရာအကြောင်းအရာများကိုမေးမြန်းဆွေးနွေးကြသည်အကျိုးရလဒ်ရှိပါသည်တိဋ္ဌထသည်ဗျမနာတို့၏ဘာသာရေးအုပ်စီးထားမှုကိုမကြိုက်သူများရှိနေကြောင်းသိလာရခြင်းပင်ဖြစ်သည်သူတို့ကဗျမနာတို့ကိုစိန်ခေါ်လာခဲ့ကြသည်ဗျမနာဇက်စနစ်စန့်ကျင်ရေးလှုပ်ရှားမှုတွင်ဗျမနာတို့ဘိုးစဉ်ပေါင်ဆက်အပိုင်စီးထားသောဘာသာရေးဆိုင်ရာဆောင်ရွက်ခြင်းအခန်းကိုမကြေမနက်ဖြစ်နေကြသူတာမန်လူတို့သာမကပြုပြင်ပြောင်းလဲရေးစိတ်သက်ရှိသူများလည်းပါဝင်ကြသည်ကိုတွေ့လာရသည်အချို့ကဘာသာရေးဆောင်ရွက်မှုတွင်သူတို့အားလည်းလုတ်ပိုင်ခွင့်ခွဲဝေပေးတင်ကြောင်းဆိုလာသည်အချို့ကဗျမနာဇက်စနစ်ပြုပြင်ရေးလည်းရှိသည်တိဋ္ဌထသည်စင်ရသားကလေးများကိုအခါအားလျော်စွာနန်းတွင်ဖိတ်ပြီးပျော်ပွဲစားကျင်းပခွင့်ရတဲ့ကဲ့သို့နေပြည်တော်အပြင်ဝန်းကျင်ရှိစင်ရသားရွာများသို့လည်းလေပတ်လေးလာခွင့်ရရှိလာသည်ထိုအခါမျိုးတွင်သူလည်းတာမန်လူတို့ဝတ်စားသလိုဝတ်စားဆင်ရင်မှုတတိထားရသည်ရွာသူရွာသားတို့နှင့်ဓာတ်ရိုက်စကားပြောခွင့်ရသောကြောင့်နန်းတွင်မိတို့မြမကြားဘူးမမြင်တွေ့ဘူးသည်များကိုတွေ့ရကြားရမြင်လာရသည်ပြည်သူဒလေးစရိုက်များကိုတင်ကြားခွင့်ရရှိလာခဲ့သည်လူတို့ဗျမနာနတ်သုံးပါးကိုပူဇော်ပသနေကြသည်ကိုလည်းသိလာရသည်ထိုနတ်သုံးပါးဆိုသည်မှာဗျမာကြီးဗိတ္တနိုးနှင့်တီဝနတ်တို့ဖြစ်သည်ထို့ပြင်သိရသေးသည်မှာဗျမနာဘုန်းကြီးများ၏မဟုတ်တရုတ်ကလင်ကကြစ်လုပ်ပြီးဖိနှိပ်ထားခြင်းကိုလည်းပြည်သူစင်းရဲသားတို့ခံနေကြရခြင်းပင်ဖြစ်သည်အရေးပါသောမွေးဖွားခြင်းမင်္ဂလာလက်ထက်မင်္ဂလာနှင့်အတုပအခမ်းအနားများတွင်လည်းဗျမနာယဟန်တို့အားအစားအစာငွေကြေးနှင့်လှုပ်အားတို့ကိုစင်းရဲသားတို့တက်ဆန်းနိုင်မှုရှိမရှိမရှောင်မဖြစ်မနေပေးကြရသည်တနေ့ကောက်ရိုးနှင့်ဆောက်ထားသောတဲကလေးနားကဖြတ်သွားစဉ်အထဲမှနာကျင်ကြေကွဲစွာငိုကြွေးလိုက်သည့်အတန်ကိုကြားလိုက်ရသဖြင့်တိဋ္ဌထကအထဲမှဘာဖြစ်နေသလဲဆိုသည်ကိုသိကျင်သဖြင့်ဒေဝတတ္တကိုတဲတဲဝင်ကြည့်စုံစမ်းရန်ပြောလိုက်သည်ဒေဝတတ္တဝင်ကြည့်ပြီးပြန်ပြောသည်ကအိမ်ရှင်ယောက်ျားမှာမကြာသေးမီကဆုံးသွားရကြောင်းမိသားစုကကုန်းကောက်เสียမရှိအောင်စုပ်ပြက်မွဲတေနေကြောင်းအမေရောကလေးများပါမစားရသဖြင့်အယိုးပေါ်အရေးတင်ကြုံလီပိန်ချုံနေကြောင်းအဝတ်ဆိုသည်ကလည်းညစ်ပတ်စုပ်ပြက်နေကြောင်းအိမ်ကလည်းပြိုကျတော့မိအခြေအနေမှာရှိနေကြောင်းများကိုလည်းပြန်ပြောသည်နောက်တိဋ္ဌထသိရသည်ကအိမ်ရှင်ယောက်ျားသည်သူတို့မိဖို့ဆောင်လေးမဆောက်မီဗျမနာဆရာကိုမြေတန်ရှင်းရေးမင်္ဂလာပြုလုပ်ပေးဖို့ပင့်ရာဗျမနာဆရာကသူခိုင်းသည်ကိုအရင်လုပ်ပေးပြီးမှသူကပြန်ဆောင်ရွက်ပေးမည်ဆိုသည်ရက်ပေါင်းများစွာဗျမနာယဟန်ကကြောက်ခွဲတစ်ခွဲတို့ကိုခိုင်းစေခဲ့သည်ထိုအတွင်းအလုသမားယောက်ျားအသေးအတန်ဖျားနာမှပြန်လွတ်ပေးခဲ့သည်သို့သောလမ်းခုလက်တွင်ပင်ထိုယောက်ျားအားအင်ပြက်လဲကတည်ဆုံးသွားခဲ့ရသည်ပြန်လဲကြိုးကြောင်းစင်ရင်တုံတရားပေါ်မူတည်ပြီးတိဋ္ဌထသည်ဗျမနာဝါဒ၏တရားဆိုသည်များကိုအခြေခံအကြောင်းချင်းရာကိုမေးခွန်းထုတ်ရန်ဖြစ်လာသည်မေးခွန်းထုတ်ကြည့်ရန်အချက်များသည်ဝေဒကျမ်းတို့သည်ဗျမနာဇက်နှင့်သာဆိုင်သည်ဟုသောအချက်ဗျမာကြီးသည်လောကကြီးကိုပြိုင်ဘက်မရှိအုပ်ချုပ်သူဟူသောအချက်ဆုတောင်းနှင့်ပူဇော်မှုကကြီးမားသောတကိုးခွန်အားရှိသည်ဟူသောအချက်တို့ဖြစ်သည်တိဋ္ဌထသည်ဗျမနာများဘုန်းကြီးများကိုထိုတရသေးဝါဒကိုဆွဲကင်နေကြသည်မှာတနာစရာဟုထင်မိသည်သို့သောဗျမနာတို့ကမူထိုအခြေအနေမျိုးသူတို့တွင်ရှိနေသေးသည်မြသူတို့ဘဝမကြရှုံးနိုင်ဟုလည်း
ယုံကြည်ထားကြသည်တိဋ္ဌထသည်စာသင်ရသောအတန်းကိုသော၎င်းဝေဒာကျမ်းများပေါ်ဆွေးနွေးခွန်းကို၎င်းအမြဲမလွတ်တမ်းရောက်သူဖြစ်သည်တိဋ္ဌထသည်ဘာသာဗေဒနှင့်တမိုင်းလေ့လာမှုကိုလည်းလေးနက်စွာစီးပူးလေသည်တိဋ္ဌထသည်ယသိယဟန်တို့နှင့်တွေ့ဆုံမေးမြန်းဆွေးနွေးပြောဆိုရမှုကိုလည်းအလွန်သဘောကျသည်ဖခင်မင်းကြီးတုတ်တော်ဒနာကမူမနှင့်မြို့ကြီးသို့သောမင်းသားကစင်ကြီးအမျိုးမျိုးရှာပြီးလေ့လာရေးခီးတွေထွက်ဆန့်ကျင်ဘက်အယူဆရှိသူများနဲ့မေးမြန်းတွေ့ဆုံဆွေးနွေးရမှုကိုဖြစ်အောင်ဆက်လက်ဆောင်ရွက်လေသည်ယဟန်တို့ကရုပ်ဝတ္ထုပိုင်ဆိုင်လိုမှုလူမှုအတန်းစားဆိုသည်များကိုဂရုမစိုက်ဘာဆိုဘာမျှအရေးမထားတတ်ကြကြီးသူတို့ကဗျမနတွေနှင့်ကွဲပြားကြသည်ဗျမနတို့ကအာဏာလဲမှတ်သည်အလွန်ကြီးကိုကွဲပြားချက်ကယဟန်သည်လွတ်မြောက်မှုကိုရှာရန်အရာရာကိုစွန့်လွတ်သည်လောကတွင်ရှိနေသောတောကများဒုက္ခများဖြစ်ပေါ်စေနိုင်သည်မှန်သမျှပယ်ဖြတ်ကြသည်ဗျမနတို့သည်ကဝေဒကျမ်းများဥပနိရှကျမ်းများကိုလေ့လာပြီးအနတ်ဒိဗ္ဗေကိုထိုးဖောက်ရှာဖွေလေ့လာကြသူများဖြစ်သည်တိဋ္ဌထမင်းသားသည်ရင်းတို့သောယတိများသည်အနောက်ဘက်အိမ်နီးချင်းကောသလတိုင်းနှင့်တောင်ဘက်မဂရာတိုင်းတို့တွင်အများအပြားနေထိုင်လျက်ရှိကြောင်းကိုသိထားသည်တိဋ္ဌထကထိုသို့သောပုဂ္ဂိုလ်များနှင့်တနေ့တစ်ချိန်တွင်တွေ့ဆုံဆွေးနွေးခွင့်ရမည်ဟုမျှော်လင့်ထားခဲ့သည်ခမည်းတော်တုတ်တော်ရဏမင်းကြီးသည်သားတော်တိဋ္ဌထ၏အာသာဆန္ဒနှင့်တန်မိုးထားတတ်မှုအရာတို့ကိုသတိထားမိလာပါပြီတနေ့သူ့သားတော်သည်ရွှေနန်းတော်ကြီးကိုပင်ဆွန့်ပစ်ပြီးတောထွက်ကာယဟန်ပြုသွားမည်ကိုစိုးရိမ်ပူပန်နေသည်ထို့ကြောင့်မင်းကြီးသည်ရင်းဤစိုးရိမ်မှုကိုညီတော်ဒရောနောဒနရာဇာပေါ်ရွှေ့ပြောင်းစုပုံလိုက်တော်သည်ယင်းသည်ဒေဝတတနှင့်အာနန္ဒာတို့၏ခမည်းတော်ဖြစ်သည်မင်းကြီးဤသို့အမိန့်တော်ရှိလိုက်သည်ကောသလနိုင်ငံသည်ငါနိုင်ငံပေါ်နယ်မြေချဲ့ဖို့မျက်စောင်းထိုးနေသည်မှာကြာပြီအရေးသွေးရှိတဲ့လူငယ်တွေတိဋ္ဌထလိုဒီဝတ္တတလိုမင်းသားငယ်တွေစုပြီးနိုင်ငံနှင့်နိုင်ငံကံကြမ္မာကိုကာကွယ်ကြရမည်ငါအစိုးရိမ်ဆုံးကခုလိုခြေနေမျိုးမှာတိဋ္ဌထကငါဆရာအတိတဟောကြားခဲ့သလိုယဟန်ပြုသွားမိအရေးပင်ဖြစ်သည်အဲ့ဒါဆိုရင်ဒေဝတတကလည်းသားတော်ခြေရာတိုင်းဆက်ပြီးလျှောက်သွားနိုင်သည်သူတို့ဘယ်ချိန်လောက်ထွက်ပြီးယသိများနဲ့ဘယ်တော့လောက်တွေ့ကြမည်ထင်ပါသလဲသိရှိကြပါသလားဘုရင်စကားကြောင့်ဒရောနောဒနရာဇာအလွန်အံ့ဩတုန်လှုပ်သွားရသည်အနှဲငယ်တွေးတောစဉ်းစားနေပြီးဘုရင်ရွှေနာတော်နာကပ်ပြီးလျှောက်ထားလိုက်သည်မင်းကြီးကမေးလျင်ကျွန်တော်မျိုးဖြေနိုင်သည်ကတိဋ္ဌထအတွက်ကျင်ရတော်တစ်ပါးရှာပေးထားရန်ဖြစ်သည်တားမယားရှိလာလျင်အခြားကိစ္စတွေမှာသူအချိန်ပေးနိုင်တော့မည်မထင်ပါယဟန်ပြုလိုခြင်းကိုလည်းသူစွန့်လွတ်သွားနိုင်မည်ထင်ပါသည်မင်းကြီးခေါင်းညိတ်တော်မူသည်ထိုညတွင်ဂေါရမီမိဖုရားကိုမင်းကြီးကသူ၏စိုးရိမ်မှုများကိုပြောပြသည်မိဖုရားကြီးကသားတော်တိဋ္ဌထမကြာမီမင်္ဂလာဆောင်နှင်းပေးဖို့သူတာဝန်ယူမည်ဟုမင်းကြီးကိုလျှောက်ထားသည်မိဖုရားကြီးသည်မကြာသေးမီကမှသမီးတော်မင်းသမီးလေးတုံနရီနန္ဒာကိုဖွားမြင်တော်မူခဲ့သည်မကြာမီနိုင်ငံတွင်းမှာလူငယ်များစုပေါင်းတွေ့ဆုံပွဲများစီစဉ်သည်အတီးအမှုတ်အကအခုံတွေကိုယ်ကာယလှုပ်ရှားမှုတွေကွင်းစင်းလေ့လာမှုတွေလည်းပါဝင်သည်တိဋ္ဌထသည်ပွဲတိုင်းလိုမှာပင်စိတ်အားတက်ကြွစွာတက်ရောက်သည်ထိုပွဲများကြောင့်အမျိုးသားရောအမျိုးသမီးများပါအတိမိတ်ဆွေတင်များလည်းရခဲ့ကြသည်ဘုရင်မင်းကြီးတုတ်တော်ဒနာတွင်ညီမငယ်တဦးရှိသည်ပါမိတာဟုအမေရသည်ကောလိယမင်း
ဒဏပတ္တိဤမိဖုရားဖြစ်သည်ထိုမင်းမိဖုရားနှစ်ပါးတို့ကကောလိယမြို့တော်ယာမာဂမမာယောကပိလဝတ္ထုမှာပါပြောင်းဆန်နေတတ်ကြသည်တက်ကြနှင့်ကောလိယတို့နှစ်နိုင်ငံသည်ယောဟန်ဤမြစ်ကလေးသာခြားသည်နေပြည်တော်နှစ်ခုကတညအိတ်တနေ့ခီးသာဝေးကြသည်ဂေါတမီဤတင်ပြတောင်းဆိုမှုကြောင့်ကောလိယမင်းနှင့်မိဖုရားကြီးတို့သည်ကုနောကံကြီးအနီးကွင်းပြင်ကြီးထဲတွင်ကိုခံပညာပြိုင်ပွဲကျင်းပရန်စီစဉ်ထားလေသည်သူတော်ဒနမင်းကြီးကနိုင်ငံတွင်းရှိလူငယ်များကိုအားပေးရင်းနိုင်ငံအတွက်စစ်အင်အားတောင်းတင်းခိုင်မာရန်ရည်ရွယ်လျက်ပြိုင်ပွဲကြီးတွင်မင်းကြီးကိုယ်တိုင်တဘာပတိပြုလုပ်ကျင်းပမည်ဖြစ်သည်မြို့တော်တွင်ရှိလူငယ်ကြားမအားလုံးကိုတက်ရောက်ရန်ဖိတ်ခေါ်ထားသည်မိန်းကလေးများကကိုလက်လှုပ်ရှားအားကစားပြိုင်ပွဲတွင်မပါဝင်ရကြယောက်ျားလေးများရှင်ပြိုင်မှုတွင်ကအားပေးကြရမည်ဖြစ်သည်ဘုရင်ဒဏပတ္တိနှင့်ပါမိတာတို့သမီးတော်မင်းသမီးရတော်တရားလည်းပါဝင်တက်ရောက်သည်ထိုအခမ်းအနားတွင်ရတော်တရားကတာဝန်တစ်ခုယူရသည်ထိုတာဝန်မှာတက်ရောက်ပြိုင်ပွဲဝင်သူများကိုနှုတ်ဆက်အားပေးကြိုဆိုရန်ဖြစ်သည်ရတော်တရားကလှပ၏ဆွဲဆောင်မှုအပြည့်ရှိ၏သူလှသည်တဘာဝအတိုင်းဖြစ်၏လန်းဆန်း၏တိတ္တရသည်ပြိုင်ပွဲဝင်စရင်တွင်ထိတ်ဆုံးအမှတ်စဉ်တစ်ကကြီးဖြစ်သည်၎င်းပါဝင်ရှင်ပြိုင်မိပွဲစဉ်များမှာလေးပစ်ပြိုင်ပွဲဓာရေးပြပြိုင်ပွဲမြင်းစည်းပြိုင်ပွဲနှင့်အလေးမပြိုင်ပွဲများဖြစ်သည်ထိုပွဲအတွက်အနိုင်ရသူကိုစုချီးမြှင့်ရာတွင်စုပေးရမည့်သူမှာရတော်တရားဖြစ်သည်စုကဆင်ဖြူတော်တစည်းတည်ရတော်တရားသည်လက်နှစ်ဖက်ကိုပူးထားလျက်ခေါင်းကလေးကိုအနှဲငယ်ရိတ်ခါကြည်လင်ရွှင်မြသောအတန်လေးဖြင့်သူကကြီးညာလိုက်သည်ဤဆင်ဖြူတော်ကိုလက်ခံရယူမိစုရှင်ကတိဋ္ဌထမင်းသားဖြစ်ပါသည်ရှင့်ထိုက်တန်သောအောင်မြင်မှုအတွက်လာရောက်စုလက်ခံပေးတော်မူပါအောင်မြင်မှုအတွက်လည်းတဲလိုက်ဦးလိုက်ဂုံယူဝမ်းမြောက်လှပါသည်ရှင့်မင်းသမီးလေးရတော်တရားဤလှုပ်ရှားမှုများကအလွန်သိမ်မွေ့အိန္ဒြေကြက်တည်းရှိလာသည်အပြစ်လဲကင်းစင်လာ၏ဝတ်စားပုံကလည်းလိုက်ဖက်ရင်ကျေးလှပပါပြီမျက်နာတော်အဟံဆိုရမူကြာငုံဖူးလေးပွင့်လာတော်မူအဟံမပြုံးတုံတုံပြုံးတုံတုံပိဋကထကဦးကောင်းကလေးငိမ့်လိုက်ကရတော်တရမျက်လုံးအစုံထဲသို့ထိုးဖောက်ဝင်ရောက်ကြည့်လိုက်သည်ညင်သာသောအတန်ဖြင့်ခတ်တိုးတိုးလေးတုံ့ပြန်ပြောလိုက်သည်ကကျေးဇူးတင်ပါတယ်မင်းသမီးလေးဟု၍တည်ဒေဝတတကတိဋ္ဌထနောက်မှရက်လျက်ဒုတိယနေရာသာရသည်ကိုပြုံးမပြနိုင်သောမျက်နှာဖြင့်ပိုပြီးစိတ်ပြက်ဝမ်းနည်းဒေါသထွက်မိရသည်ကရတော်ရရာသည်နောက်ကသူရှိနေမှန်းကိုပင်တတိမထားမိခြင်းကိုပင်တည်ဒေဝရတသည်စင်ကိုနှမောင်းမှကြမ်းကြမ်းတန်တန်စုပ်ကင်ကသူ၏မခံနိုင်သောနေရာကိုရက်ဆက်စွာရိုက်ချလိုက်သဖြင့်နာကျင်လာသောစင်ကြီးသည်ဒူးထောက်လျက်ကျသွားရသည့်အထိဖြစ်ရသည်တိဋ္ဌထကဒေဝတတကိုစူးစူးရှာရှာကြည့်လိုက်သည်ငါညီမင်းလုံးပုံကအလွန်ဒေါသထွက်เสียကြီးတိဋ္ဌထကစင်ကြီး၏နှမောင်းမှနူးညံ့သောနေရာကိုညင်သာစွာပုတ်ပေးသည်စင်ကြီးကြည်နက်သွားအောင်လဲချော့စကားလေးပြောပြလိုက်သည်တဖြည်းဖြည်းချင်းစင်ကြီးလည်းအနာတက်တာကထရက်လေသည်နောက်မင်းသားကိုလည်းလေးစားယုတ်သေးစွာစင်ကြီးကဥကောင်းညွတ်ပေးခဲ့သည်ပွဲကြီးပေးတဲ့ကြီးကလည်းကျဲလောင်ဆူညံသွားအောင်ဩဘာလက်ခုပ်တီးဂုံပြူကြသည်နောက်တိဋ္ဌထမင်းသားလည်းစင်ကြီးကြောကုန်းထက်သို့တက်စီးကအောင်ပွဲအတွက်
စီတန်းလှည့်လည်ပွဲကြီးလည်းစလေတော့သည်စင်စရာများအချံရံဖြင့်တိဋ္ဌထမင်းသားပါသောစေဖြူတော်ကြီးသည်ကပိလဝတ္ထုမြို့တော်ကြီးကိုလှည့်လည်နေပါပြီပြည်သူတရက်လုံးကလည်းအလွန်ပျော်ရွှင်ကြခြင်းဖြင့်ဂုဏ်ပြုနေကြသည်သူတို့ဘေးမှရတော်ရရာလည်းဖြည်းဖြည်းတတလမ်းလျှောက်လိုက်ပါလာခဲ့သည်စင်မရင်သာရတော်ရရာဤခြေတလန်းချင်းတိုင်းတလန်းချင်းတိုင်းက